နေတာတဲ့နေ့တစ်နေ့မှာပေါ့ဒီကောင်မလေးကတော့သူ့ဘဝကိုအကောင်းဆုံးဖြတ်သန်းနေတာပေါ့ရေကူးကန်ထဲမှာရေကစားလိုက်မင်းသမီးလေးတစ်ပါးလိုဖြော်ရည်လေးတောက်လိုက်နဲ့သူ့ရဲ့သဘောကောင်းတဲ့အဖွားစီကနေကုကီးတွေတောင်းစားနေတာပေါ့အဖွားဆိုတာကလည်းတကယ်ကိုလိုက်ချင်ကြည့်ပါချက်ပြုတ်ကျွေးမွေးရုံတင်မကပဲသူ့မြင်းမလေးကိုလှပတဲ့မင်းသမီးဦးရင်နဲ့ထူးဆန်းတဲ့မော်ဒယ်လေးပါလက်ဆောင်ပေးထားတာလေဒါပေမဲ့တမနက်မှာတော့ကောင်မလေးကဒီထက်ပိုကောင်းတဲ့အရာတစ်ခုနဲ့နိုးထလာခဲ့တယ်အဲ့ဒါကတော့အဖွားကလှေကားချီရင်မှာကြောင်ပေါက်လေးတစ်ကောင်ကိုချီပြီးစောင့်နေတာပါကောင်မလေးလည်းပျော်ပျော်ရွှင်ရွှင်နဲ့ပြေးဆင်းသွားပြီးကြောင်လေးကိုဖက်လိုက်တာပေါ့ဒါပေမဲ့မကြခင်မှာပဲအခြေအနေတွေကစပြီးထူဆန်းလာတယ်ကြောင်လေးကသူ့ရဲ့အယုတ်တွေကိုလိုက်ဖြတ်တယ်ကစားနေတော့များပစ်ခုံတွေကိုတိုက်လဲတယ်အဆိုးဆုံးကတော့အဖွားရဲ့ဂရုစိုက်မှုတွေကိုသူကလူယူသွားတာပဲအိမ်ထဲမှာကြောင်သုံးဆောင်တစ်တွေရောက်လာပြီးအဖွားကလည်းအရင်လိုတိတ်မစော့ပြီးတော့ဘူးကြောင်လေးကနေရာတိုင်းမှာရှိနေပြီးအဖွားရဲ့ပကုံးပေါ်မှာတော့အရှင်ကြီးလိုစိန်နဲ့တက်ထိုင်နေတော့တာတညမှာတော့ကောင်မလေးကအခန်းထဲဝင်သွားတဲ့အခါကြောင်လေးကသူ့ရဲ့အနှစ်သက်ဆုံးအယုတ်လေးကိုကိုက်ဖြတ်နေတာကိုမိသွားတယ်သူလည်းတရားမျှတမှုရမှုအဖွားစီပြေးထိုင်တာပေါ့ဒါပေမဲ့အဖွားကဘာမှမဖြစ်တယ်လို့ပဲကြောင်လေးကိုနှုတ်တိုက်နေတာလေသူလည်းကြောင်လေးကိုအိမ်ပြင်မောင်းထုတ်ဖို့ကြိုးစားပေမဲ့မအောင်မြင်ဘူးဖုံဆုပ်ဆက်နဲ့စုပ်ဖို့လုပ်တော့ဖုံဆုပ်ဆက်ကပောက်ကွဲသွားပြန်ရောစလုံးထဲမှာရင်းနှက်ဖို့လည်းထက်ကြိုးစားသေးတယ်နောက်ဆုံးအဆုံးဖြတ်ပေးမဲ့အချိန်ရောက်လာတယ်ဒီယူတူဆရာတွေကိုအဆုံးသတ်ဖို့အတွက်သူကပေါင်မုတ်ခင်ဆက်ကိုရေစလုံးနဲ့ပြစ်ထည့်လိုက်တာပေါ့အဲ့ဒီအချိန်မှာပဲအဖွားကလှေကားပေါ်ကဆင်းလာပြီးမိတွေကရုတ်တရက်တက်သွားတယ်အဖွားလည်းချီချော်လဲသွားပါလေရောအခုတော့သူဟာသူ့ရဲ့အဖွားနဲ့အစပြုခဲ့တဲ့6ကျိုးသွားတဲ့ကြောင်လေးကိုပါပြန်ပြီးပြုစုယူရနေရပါတော့တယ်အကယ်၍တင်လဲတဲ့အဖွားကိုချစ်တယ်ဆိုရင် like button လေးကိုနှိပ်သွားပေးပါဦးနော်